ကြတော့ညယူပေါ့ညယူလို့ခေါ်တာပြီးကို character ကြတော့သူကအမျိုး Korea manga ထဲက sign language ရဲ့ character ဟုတ် cosplay ကြတော့မနေ့မေမှာစပြီးလုပ်ခဲ့တာဟိုမှာကြတော့ဟိုမှာလူများဟို JCCT ပွဲရှိလို့ဟိုမှာဟိုနေ့ကနေစပြီးလုပ်ခဲ့လိုက်တာပြီးမှပြောတော့ဆိုတော့မျိုးကိုကြိုက်တဲ့ character ကိုတခြားလူကိုသိချင်စေလို့ပြီးတခြားလူလည်းအမျိုးလူတော့ရဲ့ပုံစံနဲ့အရင်မိုက်ပြီးတော့ကြနေလို့ဟုတ်တယ် cosplay အနေနဲ့ကကြတော့ Nora Chan ပဲဖြစ်ပါတယ် Nora ခု cosplay လုပ်ထားတာကြတော့ဒီ Mobile Legends character တွေကမှ Cherry Wish ဒီ Kakura ပဲဖြစ်ပါတယ်2015လောက်ကပေါ့နော် cosplay ကအတီးတွေပေါ့နော်သူတို့ cosplay လုပ်တဲ့ဟာတွေကိုမြင်နေပေါ့နော် social media ကနေပြီးတော့မြင်ပြီးတော့အားကြရပေါ့နော်သူတို့ဟိုသိရင်တွေကနေပြီးတော့စပြီးတော့ cosplay လုပ်ခဲ့တာပေါ့ Okay ကျွန်တော်နာမည်ကတော့ကောင်းမြတ်ထုံးပါဒီ cosplay နေကတော့ Yamazaki ပါအခုဒီကျွန်တော် cosplay လုပ်ထားတဲ့ character ကတော့DC New 52 comic တွေတဲ့က The Red Hood ဆိုတဲ့ character ပဲဖြစ်ပါတယ် cosplay ကတကယ်တမ်းပြောလို့ရှိရင်ကျွန်တော်ဒီနှစ်မှမဟုတ်အရှိတွေကလည်းတစ်ခါပွားဖြစ်တယ်အဓိက inspire ဖြစ်တာကတော့ဒီနိုင်ငံခြားလုပ်တဲ့ comic con တို့ဘာတို့မှာကျွန်တော်တို့ဒီ DC character တွေ Marvel character တွေတွေ့တယ်ပြီးတော့ animation တွေမှာလုပ်တဲ့ character တွေလည်းတွေ့တယ်ဆိုတော့ကိုတိုင်းကလည်း anime တွေကြည့်တယ် comic တွေဖတ်တယ်ဆိုတော့အရန်စိတ်ဝင်စားတယ်ပြီးတော့ဒီလိုဝစ်ပြီးတော့ဒီကိုတိုင်းရဲ့ character တယောက်အနေနဲ့ခံစားရတဲ့ခံစားချက်ကိုလည်းအရန်သဘောကျတယ်ပေါ့နော်ဒါကြောင့်မို့ cosplay လုပ်ဖြစ်တာပါဟုတ်ကဲ့ညီမနာမည်ကတော့ရှင်မင်းတန်လို့ခေါ်ပါတယ် cosplay နာမည်ဆိုရင်တော့ Yuna လို့ခေါ်လို့ရပါတယ် နေ့ကော့စာကတော့ Mobile Legends တွေက Angela ရဲ့နောက်ဆုံးထွက်ခဲ့တဲ့ skin ပေါ့ Strain of Fate skin ကိုကော့စာဖြစ်ပါတယ်ငငယ်တော့ကြာ anime တွေအရင်ကြိုက်တယ်တကယ်လုံးမှာလည်းတယောက်တည်းပဲမဲ့အမြင်ကြည့်ကြိုက်ပြီးတော့အဲ့တိုင်း live ဝေရှင်တော့နောက်ဆုံးရန်ကုန်ရောက်လာတဲ့အချိန်ကျတော့ဒီလိုလုပ်လို့ရတယ်လို့ဝေ့လို့ရတယ်ဆိုပြီးတော့ဝေ့ဖြစ်သွားတာမင်္ဂလာပါကျွန်မကတော့ဒီကောစာအရာကဖြစ်ပါတယ်ပေါ့နော်ဒီ character ကတော့ဒီ Vocaloid ကနေပြီးတော့ Hatsune Miku ဆိုတဲ့ character ကို cosplay လုပ်ထားတာဖြစ်ပါတယ်ရှင် play ကတော့ကိုကငယ်ငယ်လေးတည်းကanime တွေ game တွေကိုကြိုက်တယ်2012 2013လောက်မှာ MCS ကပေါ့နော်ဒီလုပ်တဲ့ cosplay ပွဲတွေကိုငယ်ငယ်လေးတည်းက TV မှာကြည့်ဖြစ်တယ်ကြည့်ပြီးတော့ YouTube မှာလည်း interview တွေပါတယ်ပါတော့ဟို senior တွေလောက်တာမြင်လုပ်ချင်တယ်ဒါပေမဲ့ကိုကကလေးပဲရှိသေးတော့အမေကနေကြီးလာမှလုပ်ဆိုတော့တဖြည်းဖြည်းစောင်းနေအခုတော့တကယ်အိမ်မက်လက်တွေ့လုပ်ဖြစ်သွားပါတယ်ကျွန်တော်နာမည်ညီတန်းကျော်ပါအခုကျွန်တော်လုပ်တဲ့ character Iron Man Mark 17 Iron Man series တွေပေါ့နော်ဗျာ cosplay ကိုအဓိကဥဆောင်ပြောရရင်တော့ကျွန်တော်အကိုအရင်စလုပ်တာပေါ့နော်ကျွန်တော်အကိုစလုပ်တော့ကျွန်တော်တဖြည်းဖြည်းကြည့်ရင်တဖြည်းဖြည်းစိတ်ဝင်စားလာပြီးတော့ live လုပ်ရင်လည်းစိတ်ဝင်စားရတဖြည်းဖြည်း cosplay line နဲ့ဝင်သွားတာဗျာညီမကတော့ Emiko ပါညီမအခု cosplay ရဲ့ character ကတော့ Demon Slayer ထဲက Zohaku Tan ပေါ့ Uppermoon 4လို့တော့သိကြရပေါ့နော်ဟုတ်အဲ့ဒါကဟိုပေါ့ကိုအကောက်ထဲကပေါ့နော် cosplay လုပ်တဲ့အဲ့လို senior တယောက်ကပေါ့သူ cosplay တွေပါလုပ်တာကြီးကြည့်ပြီးတော့ကိုလည်းအားကြပြီးတော့လုပ်ကြည့်ချင်တယ်ဆိုပြီးတော့အဲ့မှာအိမ်မှာဆိုင်းနေတဖြည်းဖြည်းနဲ့လုပ်ဖြစ်လာတာပေါ့ cosplay ကိုဟုတ်